ကြောင့်ဆင်လာကြီးမှာရာဇဝင်မှာရွှေရောင်ချုံလွှမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်တင်များတာဝန်ကိုယ်စီယူဆောင်ထိန်းသိမ်းသောအနာဂတ်မှာ MYANMAR သူရဲ့ကောင်းများရဲ့မိတ်မွေးစကားရှင်မစင်သိတာဘူကောင်ဆက်ကပွင့်ဒီရစေရှောင်းမဲမဟေးသူရဲ့ကောင်းတော့တော်လုံးမမဲစာဒီတွေစာဒီမှာကေဟဲ့ရတာဆိုတော့ကြမှာရင်ဆွဲမလျှော့နဲ့ဟေးပထမဆူလက်အရာယူမဲတော့အိမ်မကိုတော့တဲ့ပြလို့ MYANMAR မြန်မာတဲ့ဟေးမြတ်တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့တွတ်တို့ကြိုးစား MYANMAR တို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကဘာကလေးစားဖို့ပို့ကြိုးစား MYANMAR နော်ကြမ်းများနဲ့ shaky set အခိုင်မာချီလာများဘူကောင်ထက်ကပွင့်ဒီရဲ့ဖေရှောင်းမပဲဘူး hey ရေကောင်တော့ထုံးမလို့မပဲစာဒီဝဲစာဒီမှာနေနေရတာဆိုတော့မြန်မာရင်ဆွဲမလျှော့နဲ့ hey ပထမဆူလက်အရာယူပဲတော့အိမ်မကိုတော့တဲ့ဝင်းလို့ MYANMAR မြန်မာတဲ့ heyမြန်မာတဲ့ hey မြန်မာ nation